Super Sunday ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့လီဗာပူးအသင်းနဲ့ Manchester United အသင်းတို့ Anfield ကွင်းမှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ Manchester United အသင်းကလီဗာပူးအသင်းကို2 ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကစားချိန်2မိနစ်မှာသွင်းယူခဲ့တဲ့ Mbeumo ရဲ့ဦးဆောင်ကိုပြီးတော့ပွဲကစားချိန်84မိနစ်မှာ Maguire ရဲ့သွင်းဂိုးတွေနဲ့အတူလီဗာပူးအသင်းကို Manchester United အသင်းက2 ဂိုးနဲ့နိုင်ခဲ့တာလီဗာပူးအသင်းတို့ဂိုးတော့ Gakpo ကပွဲကစားချိန်88မိနစ်မှာသွင်းပေးခဲ့တယ်ပေါ့လေဒီပွဲရဲ့ပထမဆုံးဂိုးကိုသွင်းတဲ့ Mbeumo ကပွဲကစားချိန်ရဲ့62စက္ကန့်မှာဂိုးသွင်းနိုင်ခဲ့တာကြောင့်ဒီနှစ်ပရီးမီးယားလိဘောလုံးရာသီရဲ့အမြန်ဆုံးဂိုးသွင်းတဲ့သွင်းဂိုးဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းကသူတို့အသင်းရဲ့အဓိကကစားသမားအစုံလေးနဲ့ပွဲထွက်လာတယ်လို့ပြောရမယ်ဂိုးသမားနေရာမှာတော့Mamada Shaveနောက်ခံကစားသမားနေရာမှာ Virgil van Dijk Konate Carcass နဲ့ Bradley Shaw တဲ့ကွင်းလယ်မှာတော့ Gravenberch Szoboszlai နဲ့ Matt Allister ရှေ့တန်းမှာ Isak ကိုထောင်တိုက်စစ်မှုဖြစ်ပွဲထွက်လာပြီးတော့အစွန်လူတွေနေရာမှာတော့ Gakpo နဲ့ Mo Salah တို့ပဲပွဲထွက်လာခဲ့တယ်။ Manchester United အသင်းကလည်းဒီနေ့ပွဲစဉ်မှာနောက်တန်းတက်နေရပဲအပြောင်းလဲလုပ်ပြီးတော့သူတို့အသင်းရဲ့အားကောင်းဆုံးလူစင်းနဲ့ပွဲထွက်လာတယ်။ဂိုးသမားနေရာမှာတော့ Sunderland အသင်းနဲ့ပွဲစဉ်မှာလက်စွမ်းပြခဲ့တဲ့ Lemans ပဲဆက်ဖမ်းတယ်။နောက်ခံကစားသမား3ယောက်နေမှာတော့ Roro ရဲ့နေရာမှာ Maguire ဝင်လာပြီးတော့ Maguire ရဲ့ Delic ရဲ့ပြီးတော့ Luke Shaw ရဲ့ကစားတယ်။ Wingback တွေနေရာမှာတော့ Ahmed နဲ့ Dalot ဆော့တယ်။ကွင်းလယ်မှာ Casemiro နဲ့ Bruno Fernandesနံပါတ်10တို့တစုံမှာတော့ Mason Mount နဲ့ Mbeumo ဆော့ပြီးတော့ထောင်တိုက်စစ်မှုဖြစ်ကြတော့ကုညာနဲ့ပွဲထွက်လာတယ်ပေါ့နော်။ဒီနေ့ပွဲစဉ်မှာ Manchester United အသင်းကသူတို့အသင်းအသုံးပြုနေကြကစားကွက်ကိုပဲသုံးခဲ့တယ်။ Direct play လောင်းဘောတွေနဲ့ပဲကိုရဖို့အတွက်ကြိုးစားတယ်ဒီအချိန်ကြီးကတစ်ဆင့်ပွဲကစားချိန်10မိနစ်အကျော်62စက္ကန့်မှာပဲဂိုးရခဲ့တယ်။လီဗာပူးအသင်းဒီ Virgil van Dijk ရှင်းထုတ်တဲ့ဘောလုံးကနေတစ်ဆင့် Bruno Fernandes ကစက္ကန့်မို့ကောက်ပြီးတော့ဘောလုံးပေးပို့မှုမှာ Mbeumo ကဂိုးရအောင်အဆုံးသတ်သွားနိုင်တယ်ဒါကြောင့်62စက္ကန့်မှာပဲ Manchester United အသင်းတို့ဦးဆောင်ဂိုးရတယ်စောစောစီးစီးဦးဆောင်ဂိုးပေးလိုက်ရတာကြောင့်လီဗာပူးအသင်းဒီနေ့ပွဲစဉ်မှာပထမပိုင်းလုံးနီးပါးရုန်းကန်ခဲ့ရတယ်သူသဖြင့်တော့ Manchester United အသင်း direct attack ကိုထိန်းချုပ်တဲ့နေရာမှာတော်တော်လေးခက်ခဲဖြစ်နေတယ်ဒီနေ့ပွဲစဉ်မှာ Manchester United အသင်းကလောင်းဘောအသုံးပြုမှုတော်တော်လေးများတာကိုတွေ့ရတယ်86ကြိမ်အထိသုံးခဲ့တယ်ဝီလ်မာလမန်စ်တယောက်ထဲရတယ်ဘောလုံးကန်တင်ပြီးတဲ့လောင်းဘောက44ကြိမ်ထိရှိတယ်အဲ့ဒီလောင်းဘောတွေကိုအဲ့ဒီလောင်းဘောတွေမှာ area junior မှာလီဗာပူးအသင်းအသာရပေမဲ့ second ball တွေပြန်ပြီးတော့ကောက်တဲ့အချိန်မှာတော့ Manchester United အသင်းရဲ့ကွင်းလယ်ကစားသမားတွေကဘောလုံးကိုအသာစီးအောင်ယူနိုင်တယ်ပြီးသွားရင်လီဗာပူးအသင်းရဲ့ဒီ final သက်ဆုံးမှာတိုက်စစ်ဆင်တာမျိုး quick transition နဲ့ကိုရဖို့အတွက်ကြိုးစားတာတွေရှိလာဒါကြောင့်ပဲဒီနေ့ပွဲစဉ်လီဗာပူးအသင်းရဲ့ခန်းစစ်တစ်စုံလုံးကခက်ခဲနဲ့ပထမပိုင်းလုံးမှာဒီ Manchester United အသင်းရဲ့တိုက်စစ်ကိုခုခံကာကွယ်ခဲ့ရတယ်တစ်ဖက်မှာလည်းသူတို့အသင်းအားတန်တဲ့ဘောလုံးပိုင်ဆိုင်မှုကနေတစ်ဆင့်ကိုရဖို့အတွက်ကြိုးစားခဲ့ပေမဲ့ Manchester United အသင်းကသူတို့ရဲ့ဒီ defense ကိုပုံဖော်တဲ့အချိန်မှာနောက်ခံကစားသမား9ယောက်ကွင်းလယ်ကစားသမား4ယောက်5-4-1ပုံစံနဲ့ဒီလီဗာပူးအသင်းရဲ့တိုက်စစ်ကိုခုခံကစားသွားတာတွေ့ရတယ်။အာမတ်ကဒီနေ့ပွဲစဉ်မှာ overlap တွေတက်ပြီးတော့ Manchester United အသင်းရဲ့တိုက်စစ်အတွက်ပံ့ပိုးပေးခဲ့တာမျိုးတွေလုပ်နိုင်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီ Gakpo ရဲ့တိုးအားနဲ့ဒီ dribbling skill တွေကိုထိန်းချုပ်တဲ့နေရာမှာတော်တော်လေးခက်ခဲဖြစ်ခဲ့တယ်။ပထမပိုင်းမှာလီဗာပူးအသင်းတို့ဒီကိုရတဲ့အခွင့်အရေးတချို့ရခဲ့တယ်ဒီဒါမဲ့သူ့ရဲ့ကန်ချက်တော်တော်များများကမတေချခဲ့ဘူး Gakpo ရဲ့ပထမပိုင်းမှာကိုရဖို့ကြိုးစားတဲ့နှစ်ကိုကလည်းတိုင်ထိပြီးတော့ထွက်ခဲ့တယ်နောက် Mo Salah ရဲ့ဒီအဆုံးသတ်မှုတွေကလည်းမတေချဘူးနောက်တစ်ချက်ကတော့ Isak ရဲ့ဒီကိုရဖို့ကြိုးစားမှုကိုလည်းကိုသမားလက်မန်းစာကာကွယ်သွားနိုင်ခဲ့တယ်ဒါကြောင့်လီဗာပူးအသင်းတိုက်စစ်ကတော့ဒီနေ့ပွဲစဉ်မှာထင်သလောက်အလုံးမဖြစ်ခဲ့ဘူးပထမပိုင်းတစ်ပိုင်းလုံးမှာခြေပါကိုရဖို့အတွက်အဆင်မပြေတဲ့ဒုတိယပိုင်းမှာလီဗာပူးအသင်းအပြောင်းလဲလုပ်တယ် Fabian Vaz ကိုထည့်တယ် Curtis Jones ကိုထည့်တယ်နောက် Akitiki ကိုထည့်ပြီးတော့တိုက်စစ်ဆင်မှုကြိုးစားတယ် Fabian Vaz ဝင်လာပြီးတဲ့ချိန်မှာတော့လီဗာပူးအသင်းရဲ့တိုက်စစ်ကပို့ပြီးတော့ထက်မြက်လာတာကိုမြင်ရတယ် Manchester United အသင်းရဲ့ကွင်းလယ်နဲ့ဒီနောက်တန်းကြားတွေကနေရာလွတ်တွေကို space တွေရှာပေးနိုင်တယ်ပြီးတော့ဘောလုံးတွေပေးပို့မှုတွေမှာတော်တော်လေးအချိတ်ဆက်ကောင်းကောင်းနဲ့ကစားနိုင်တာကိုတွေ့ရတယ်ဒါကြောင့်ပဲပွဲစားချိန်88မိနစ်မှာManchester United အသင်းရဲ့နောက်ခံကစားသမားတွေဖျက်ထုတ်မှုမရှင်းတာတွေတစ်ဆင့်ခတ်ဖို့ဂိုးရသွားတယ်။တစ်ဖက်တစ်ကိုးစီတည်ကြတဲ့အချိန်မှာလီဗာပူးအသင်းဂိုးရဖို့အတွက်ထပ်ပြီးတော့တင်လာတယ်။ဒါပေမဲ့ Manchester United အသင်းရဲ့အသုံးပြုနေကြဒီနေ့ပွဲစဉ်ရဲ့ဒီမှန်ကန်တဲ့နီးစနစ်လို့ပြောမယ် direct attack ကနေတစ်ဆင့်ပဲတောင်းကံမော်ရတယ်။တောင်းကံမော်နဲ့တစ်ဆင့်ပြန်ရှန်လာတာကို Bruno Fernandes ရဲ့အအောင်စရာကောင်းတဲ့ပေးပို့မှုနဲ့တစ်ဆင့်Maguire ကောင်းတိုက်ပြီးတော့အနိုင်ဂိုးကိုသွင်းခဲ့တယ်။အဲ့နောက်ပိုင်းမှာ
ဥဆောင်ကိုပေးလိုက်ရပြီးနောက်မှာလီဗာပူးအသင်းနောက်ထပ်အပြောင်းလဲလုပ်တဲ့ Frimpong ကိုထည့်ပြီးတော့ကိုရောက်ဖို့အတွက်ကြိုးစားလာတယ်။အဲ့တော့ Frimpong ရဲ့ဖြတ်တင်ပေးဖို့မှုတစ်လုံးကောင်းခဲ့ပေမဲ့ဂပ်ပိုအံ့ဩစရာကောင်းလောက်အောင်လွဲချော်တယ်6ကိုက်တွင်းမှာအပိုင်ကောင်းတိုက်ခွင့်ရတဲ့အလုံးကိုဂိုးဘေးကိုတိုက်လိုက်တာကြောင့်ခြေပါကိုမရဘူး။ဒါကြောင့်ဒီနေ့ပွဲစဉ်လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအဆုံးသက်မတိကျမှုတွေအချိတ်ဆက်လွဲချော်မှုတွေကြောင့်ပဲဒီနေ့ပွဲစဉ် Manchester United အသင်းကိုအရှုံးပေးလိုက်ရလို့ပြောမယ်။ဒီနေ့ပွဲစဉ်အနိုင်ရသွားတဲ့အတွက်ကြောင့် Manchester United အသင်းက2016ခုနှစ်နောက်ပိုင်းအဖီကွင်းမှာအနိုင်မရတဲ့စံချိန်ကိုချိုးဖျက်လိုက်နိုင်တယ်ပြီးတော့အဝေးကွင်းမှာ10ပွဲဆက်တိုက်အနိုင်ပွဲမရတဲ့စံချိန်ကိုလည်းဒီပွဲမှာချိုးဖျက်လိုက်နိုင်တယ်ဒီဟာကသူတို့အသင်းရဲ့အဝေးကွင်းမှတ်တမ်းစိုးတွေကိုဒီနေ့ပွဲစဉ်လီဗာပူးအသင်းလိုအသင်းမျိုးနဲ့တွေ့တဲ့အခါမှာ Manchester United အသင်းချိုးဖျက်လိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကောင်းတဲ့အခြေအနေလို့ပြောရမယ်Manchester United အသင်းကလီဗာပူးအသင်းကိုအနိုင်ရသွားတာကြောင့် Premier League ရဲ့အဆင့်9နေရာကိုရောက်လာတယ်ရမှတ်73မှတ်ရသွားပြီးတော့ Premier League အမှတ်ပေးစရာဒုတိယနေရာမှာရှိနေတဲ့ Manchester City အသင်းနဲ့3မှတ်ပဲကွာတော့ဒါကြောင့်ဒီနေ့ပွဲစဉ်က Manchester United အသင်းအနိုင်အတွက်ကတော့အရာရာအကောင်းဘက်ကပဲရှိနေတယ်လို့ပြောမှာเนาะတစ်ဖက်မှာလီဗာပူးအသင်းကတော့ဒီနေ့ပွဲစဉ်ရှုံးသွားတာကြောင့်အမှတ်ပေးစရာအဆင့်4နေရာကိုရောက်သွားတယ်အဆင့်1နေရာမှာရှိနေတဲ့ Arsenal အသင်းနဲ့4မှတ်ကွာတယ် Manchester City အသင်းနဲ့1မှတ်ကွာဘုံမောက်အသင်းနဲ့ဒီရမှတ်တူကိုခွာချက်ကြောင့်အဆင့်4နေရာကိုရောက်သွားတယ်ဟုတ်လေဒါကြောင့် Manchester United ဒါကြောင့်ဒီနေ့ပွဲစဉ်လီဗာပူးအသင်းအရှုံးကတော့အရှုံးချက်နာတယ်လို့ပြောမှာပေါ့နော်ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးကစားသမားဆုကိုဒီမကွိုင်းရသွားတယ်မကွိုင်းရဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းရဲ့တိုက်စစ်ကိုခုခံကာကွယ်ဖို့တဲ့ Manchester United အသင်းရဲ့နောက်ခံကစားသမားတွေအကောင်းဆုံးဦးဆောင်ပေးနိုင်တဲ့ပြင်အသင်းရဲ့လိုအပ်တဲ့အချိန်မှာလည်းဂိုးသွင်းပေးနိုင်တာကြောင့်ဒီနေ့ပွဲစဉ်အကောင်းဆုံးဆုကိုရခဲ့တယ်တစ်ဖက်မှာဂိုမာလမန်စ်ကလည်းတော်တော်လေးကောင်းတဲ့လက်စွမ်းကိုပြခဲ့တယ်သူ့အနေနဲ့တကူပေးရပေမဲ့လီဗာပူးအသင်းဂိုးကန်သွင်းချက်တွေကိုတော်တော်လေးကာကွယ်နိုင်တာတွေ့ရတယ်ဒီနေ့ပွဲစဉ်ဂိုးပေါက်တဲ့မှု6ကြိမ်မှာ9ကြိမ်အထိဒီလီဗာပူးအသင်းရဲ့ဂိုးကန်သွင်းချက်တွေကိုကာကွယ်ထားနိုင်တာကိုတွေ့ရတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်လမန်စ်ကသူ့ရဲ့လက်စွမ်းကိုဆက်ပြီးတော့ပြနေတယ်လို့ပြောနိုင်တယ်ဒါကတော့ဒီနေ့ပွဲလီဗာပူးအသင်းနဲ့ Manchester United အသင်းတို့ရဲ့ Anfield ကွင်းပွဲပြီးသုံးသက်ချက်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် Sport Insight Channel ကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ